အခုပြောပြမှာကစင်ကာပူနိုင်ငံမှာရှိရဲ့အရန်တူးဆန်းတဲ့စောင့်လေးဖြစ်ပါတယ်ဒီစောင့်လေးပေါ့နော်ဒီစောင့်လုံးလေးရဲ့နာမည်က inner lace လို့ခေါ်တယ်သူ့ရဲ့ဒီစောင့်ပုံက9လွှာရှိရဲ့9လွှာရှိရအောင်အဆောက်လုပ်ပုံကဒီလို hexagon composite pattern လေးဒီနဲ့ဆောက်လုပ်ထားတယ်အဲ့လိုဆောက်လုပ်ထားရတဲ့ architecture ရဲ့အဓိကရည်ရွယ်ချက်ကဒီမှာရှိနေလူတွေကလေကောင်းလေတန်းရရမယ်အခမ်းအနားရလေဝင်လေထွက်ကောင်းရမယ်ဆိုသူ့ရဲ့ idea နဲ့ပြီးတော့ဖန်တီးထားတာပေါ့နော်သူများအိမ်နဲ့တာမန်ဆောက်အောင်နဲ့မတူဘဲနဲ့ဖန်တီးပြီးဆောက်လုပ်ထားတဲ့အတွက်စုတွေအများကြီးရထားတဲ့အဆောက်အအုံမှာဒီအဆောက်အအုံကိုဒီကိုကြည့်ရတဲ့အချိန်မှာကိုဘယ်လိုမျိုးအတွင်းအောင်ရသွားလဲဆိုရင်ယူတော့မသိဘူးပေါ့နော်ကိုကတော့အရာဝတ္ထုကိုတစ်ခုဒီဇိုင်းတစ်ခုကိုဖန်တီးမယ်ဆိုရဲရဲဝုန်းဝုန်းနဲ့ကိုယ့်ရဲ့အိမ်မက်ဒီကောင်ထဲဖော်နိုင်ရမယ်ဒါ architecture ကရဲရဲဝုန်းဝုန်းပဲသူ့ရဲ့ idea ကိုပုံဖော်သွားတာပေါ့နော်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ design ကကိုလုပ်လိုက်တဲ့အရာကတခြားသူတွေကိုလည်းအကျိုးပြုနိုင်ရမယ်ဆိုတဲ့အချက်တွေကိုသဘောပေါက်ခဲ့ပါတယ်ဒီစောက်အုံလေးကတော့စင်ကာပူမှာရှိပြီးတော့သူ့ကိုသွားချင်နေဆိုရင်တော့ Lavender MRT ကနေဆင်းပြီးစကားစီးသွားမယ်ဆိုရင်တော့ရောက်နိုင်ပါတယ်အားလုံးကိုကျေးဇူးပါ